ဒါကတော့ကမ္ဘာပေါ်မှာပထမဆုံးတုပ်ပိုးကောင်အပြေးပြန်ပွဲတုပ်ပိုးကောင်အပြေးပြန်ပွဲဖြစ်ပါတယ်အားလုံးပဲဒီဗီဒီယိုလေးကိုစိတ်ဝင်စားနေကြပြီမဟုတ်လားဒီဗီဒီယိုလေးကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီဗီဒီယို follow လေးလုပ်ပေးပါခင်ဗျာကျွန်တော်တို့စိတ်ဝင်စားတော့ကျွန်တော်တို့တူလိုက်ကြည့်လိုက်ရခင်ဗျဝင်စားတော့ကျွန်တော်တို့တူလိုက်ကြည့်လိုက်ရခင်ဗျ Oh my god Okay ဒါကတော့ကမ္ဘာပေါ်မှာပထမဆုံးတုပ်ပိုးကောင်အပြေးပြန်ပွဲဖြစ်ပါတယ်တုပ်ပိုးကောင်ပြီးပြန်ပွဲနိုင်ငံမှာပြီးခဲ့တဲ့ AP လ25ရက်နိုင်ရသူကတော့ပထမဆူကြီးဒေါ်လာတောင်း တုပ်ကောင် Oh my god ဒေါ်လာတောင်းဆိုတော့ ကြီးကအမေရိကန်ဒေါ် လော လာ င်းနဲ့တွဲဆိုရင် ဒီပြန်ပွဲမှာတက်ဂရိုထောင်ထဲရှိရအောင်နော် University of Southern California ကအသက်20အရွယ် Tristan Mika ကအနိုင်ရရှိပြီး တက္ကသိုလ်ကျောင်းသား ပိုင်ဆိုင်သွားခဲ့ပါတယ်မြန်မာငွေကျပ်သိန်း440ဝန်းကျင်ရရှိတဲ့အဆိုပါတုပ်ပိုးပြန်ပွဲမှာဆူရှယ် သိန်း20ပဲရှိသေးတယ် စားခဲ့ပြီးတော့ပြိုင်သူ2ဦးရဲ့တုပ်ကောင်တွေဟာအထူးပန်တီးထားတဲ့နေရာမှာပြေးလွှားစေပြီးအစောဆုံးဝင်သူကပူဆွဲခဲ့တာပါတုပ်ပိုးတွေအပြေးပြိုင်နေတာကိုကြည့်သူတွေမြင်တွေ့ရ ဒီကောင်တော်တော်ရုပ်တရှိရလောက်ထားတော့ဒီ ဆန်ဆန် ပြီးနေပုံလေးလောက် တုပ် ထား ကောင်တွေချီတက်နေကြတာကိုလည်းတွေ့မြင်ခဲ့ရပါတယ် ရီဆက်ဆန်ဒီကောင်လောက်ထားတော့ရုပ်တရှိတယ်ဗျာကဲကောင်းကြီးတို့ခဲချင်နေမှာလား တုပ်ကောင် ကျွန်တော်တော့ပြက်ချင်တယ်ဗျာဖွေး အယောဒီမှာဆုံးမှာတုပ်ကောင်တစ်ကောင်ကအောင်မြင်စွာပန်းဝင်သွားခဲ့တာကိုတွေ့ရတယ်ဒီပြိုင်ပွဲမှာတကယ်တုပ်ပိုးကောင်တွေကိုပြိုင်ဆိုင်စေခဲ့တာဖြစ်ပြီးတော့ American တက္ကသိုလ်ကျောင်းသားတွေရဲ့အယူဆုံးပြိုင်ပွဲတစ်ခုလို့ဆိုရမှာပါအနိုင်ရသူကဒေါ်လာ ရိုက်ထောင်တကားပဲဟော ချွေးချ တကားပဲပထမဆွေးရတာပေါ့နော် အနိုင်ရအောင်ပြည့်တဲ့ ရှောက်တဲ့ကောင်ကသူတို့ မှန်တိဟန်သူပါ ဘယ်လိုပြောဒီအရနဲ့လောက်တယ်လောက်တယ်လို့သူရေးထား ပြေးလွှားခဲ့တဲ့ပထမဆုံးပန်းဝင်သူတုပ်ပိုးကောင်ခမပိုင်ရှင်ဖြစ်သူကငွေရပေမဲ့သူကတော့ရင်နာဖွယ်ရာဇလန်းနဲ့တာအဆုံးသက်ခဲ့ဟန်သူပါတယ်သိန်း400ကျော်ရမယ်ပြန်ပွဲကို တော်တော်တော့နည်းနည်းတော့ပုံမှန်မဟုတ်ဘူးနော်တကယ်ဒီကောင်ပဲ Okay အားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်ဒီ page လေးကိုလည်း follow လုပ်ပေးပါခင်ဗျာကျွန်တော်ဒီဒေါသကြီးပေးရဆိုရင်ခုမှစဖွက်တာနေရေးပဲစီးတဲ့အတွက်ကြောင့် follow လေးလုပ်ပေးပါဦးလို့ဘူးသားရစရာလေးတွေရပြီးတော့ဟာသားလေးတွေရရောနောက်တော့ကျွန်တော်တင်ပြမှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဗီဒီယိုလေးနားလာမယ့်ဗီဒီယိုလေးကိုလည်းကျွန်တော်အောက်ပေးပါခင်ဗျာ